Bruno Fernandes ရဲ့ hat-trick နဲ့အတူယူရိုပါလိကွာတာဖိုင်နယ်ကိုတလန်သွားခဲ့တဲ့မန်ယူမန်ချက်စတာရဲ့အသင်းကဒီယာဒီပရီးမီးယားလိဖလားမှာချင်းနေဆိုးဝါးလျက်ရှိနေပြီမြေယူရိုပါလိပြိုင်ပွဲမှာတော့အခုထိရှုံးပွဲမရှိသေးပေကွာတာဖိုင်နယ်ဆင့်စီကိုတလန်သွားခဲ့ပြီဖြစ်ပါတယ်ဓမ္မကျော်စပိန်ကိုတားရောက်ကစားစဉ်ကတပတ်တကိုးစီတေးရလက်ထွက်ပေါ်ခဲ့တာကြောင့်အိုးထပ်ပေါ်မှာနိုင်ရလက်ရယူလိုအပ်နေတဲ့မန်ယူတင်ကရီယက်ဆိုစီရက်ကို၄ဂိုးတကိုးဆိုတဲ့ရလက်နဲ့နိုင်ရရှိခဲ့ပါတယ်ဓမ္မပိုင်းပွဲကစားချိန်7မိနစ်မှာဆိုစီရက်တိုက်စစ်မှုမီကေအိုစရာဘေရဲ့ပနွေကိုကြောင့်မန်ယူတင်ကနှစ်ကြော်ပေါင်းရလက်မှာ1-2နဲ့နောက်ဆင့်အတွက်ဆိုရင်စရာဖြစ်ခဲ့ပြီးမြဲဒဇက်တိုက်စစ်ဆင်မှုတွေကြောင့်16မိနစ်မှာပဲပနွေရလာခဲ့ပြီးတော့အသင်းကောင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကအမှားယွင်းမရှိသင်းကိုဖြစ်ပြောင်းလဲပေးသွားခဲ့ပါတယ်အိမ်နောက်မှာတော့နှစ်သင်းစလုံးစီကတိုက်စစ်ဆင်မှုတွေကိုမြင်တွေ့ခဲ့ရပြီးသင်းကိုတော့မဖြစ်ခဲ့ကြပါဘူးဒါပေမဲ့ဒုတိယပိုင်းမိနစ်90ရောက်မှာမန်ယူတင်ဘက်ကပနွေထပ်မံရရှိခဲ့ပြီးဘရူနိုကပဲသင်းယူပေးခဲ့ပြန်ပါတယ်ဆိုစီတက်ဘက်ကတော့ဂျေပါကိုပြန်သွင်းနိုင်မှုဂျိုပန်ကေမီ63မိနစ်ရောက်မှာလူစားဝင်ညာနောက်ခံလူဂျွန်အေရန်ဘူကဒိုင်ရိုက်အနီကပြတာကထုတ်ပေးခြင်းခံခဲ့ရပါတယ်အဲ့အတွက်ဆိုစီတက်ဘက်ကတယောက်ရွတ်သွားခဲ့တာကြောင့်နောက်ပိုင်းမှာမန်ယူတင်စီကတိုက်စစ်မှုတွေကိုပဲဆက်လက်မြင်တွေ့ခဲ့ရပြီး84မိနစ်ရောက်မှာဘတ်ထရစ်တကူရဲ့ကြိုးစားအားထုတ်မှုကနေပနွေထက်ရမလို့ဖြစ်ခဲ့ပါတယ်နှစ်ကြော်ပေါင်းရလက်က3နှစ်ဖြစ်နေချိန်အဆိုပါပနွေကိုရလိုက်တာကဘွဲကိုအေးဆေးဖြစ်သွားစေမယ့်အခွင့်အရေးဖြစ်ခဲ့ပေမဲ့ဒိုကူကတော့ပနွေကိုမပေးသင့်ကြောင်းဒိုင်လူကြီးကိုယူသားစွာပြောခဲ့ပါတယ်ပနွေမရလိုက်တာကြောင့်အခုရလက်တိုင်းပဲပြီးသွားတော့မယ်လို့ထင်ခဲ့ကြပေမဲ့89မိနစ်အရောက်မှာပဲအလက်ဂျန်ဒိုကာနာချိုရဲ့ဖန်တီးပေးမှုကနေဘရူနိုကနေပဲလှလှပပကန်သွင်းပြီးတော့အသင်းတတိယမြောက်ကိုတူတွက်ဟတ်ထရစ်ဖြစ်စေမဲ့သွင်းကိုတည်ယူပေးသွားခဲ့ပါတယ်နောက်ထပ်နာကျင်ချိန်မိုး10မိနစ်ရောက်မှာတော့ဝိုင်လိုင်းအေရီယာရဲ့ချိုးပြမှုကိုဒါလောက်ကပိတ်သွင်းပြီးတော့အသင်းအတွက်သရုပ်ထားမြောက်သင်းကိုရယူသွားခဲ့ပါတယ်အခုလိုကိုပြရလဲကြောင့်မယူသင်းကနှစ်ကြော်ပေါင်းရလက် 5-2 နဲ့ကွာတာဖိုင်နယ်ဆင့်ကိုလွယ်ကျွတ်နဲ့တလန်သွားနိုင်ခဲ့ပါတယ်ဒီဘက်မှာခြေစွမ်းမရမယူသင်းပရိသတ်ဒီအားရဆုံးဖြစ်ခဲ့ရတဲ့ကစားမများစွာရှိပြီးအဲဒီကမှဘရူနိုကတော့ချီကျူးခံရတဲ့နောင်ကစားမဖြစ်ပါတယ်ဘရူနိုက United ကန်ဝင်ကစားမဟောင်းနေစီကနေမကြခဏဝေဖန်တန်ကြားလေးရှိတဲ့ကစားမဖြစ်ပြီးတော့တင်းကောင်းဆောင်လက်ပတ်နဲ့ထိုက်တန်ခြင်းမရှိဘူးဆိုတဲ့ Ryan King ရဲ့ပြောဆိုမှုတွေခံထားရသူလည်းဖြစ်ပါတယ်ဒါပေမဲ့ဘရူနိုကအသင်းကိုစားရောက်တဲ့ချိန်ကနေစတင်ပြီးသူရဲ့ကောင်းဆုံးခြေစွမ်းကိုတရားစီပြသထားပါတယ်ဒါပေမဲ့ဘရူနိုကသူနဲ့ထိုက်တန်တဲ့တဦးချင်းစုတွေကိုအသင်းလိုက်အောင်မြင်မှုတွေကိုရရှိထားခြင်းမရှိပါဘူး။အဲဒီအတွက်အမော်ရင်ကအပွဲပြီးမှသူအနေနဲ့ဘရူနိုကိုထိုက်တန်တဲ့ဆူပလာအောင်မြင်မှုရရှိသွားအောင်ကူညီပေးသွားမယ်လို့ပြောဆိုလိုက်ကနောက်ဆင့်ကိုတလန်သွားနိုင်ခဲ့တာနဲ့ပတ်သက်ပြီးတော့သူရဲ့ထင်မြင်ချက်ကိုပါပြောပြသွားခဲ့ပါတယ်။ဘရူနိုကကျွန်တော်အသင်းအတွက်အသင်းတော်ရဲ့အသင်းကောင်းဆောင်ပါကျွန်တော်ဘက်ကသူ့ကိုဆူပလာတွေရရှိအောင်ကူညီပေးရမှာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့သူနဲ့ထိုက်တန်လို့ဖြစ်ပါတယ်။ကျွန်တော်တို့တွေသူ့ကိုလိုအပ်တဲ့ချိန်တိုင်းသူကအမြဲတမ်းအစင်းသင်းရှိနေတာပါ။နိုင်ပွဲနဲ့ပတ်သက်ပြီးတော့ပြောရရင်တော့ကျွန်တော်တို့တွေအကောင်းဆုံးလုပ်ပြနိုင်ခဲ့ပါတယ်။နောက်တစ်ဆင့်ကိုကျွန်တော်တို့တက်လန်းနိုင်လိမ့်မယ်ဆိုတော့ခံစားမိခဲ့ပါတယ်။ဒီနိုင်ပွဲကအသင်းအတွက်ကစားမတွေအတွက်ပရိသတ်တွေအတွက်ကောင်းတဲ့ပွဲပါပဲ။လုပ်ပွဲမျိုးတွေကျွန်တော်တို့ကအစင်းသင်းဖြစ်နေခဲ့ပြီလို့ကျွန်တော်ခံစားမိပါတယ်။အသင်းကယုံကြည်မှုပြည့်ရှိနေခဲ့ပါတယ်။နာကတ်မှာဒီအသင်းစီကနေဘာတွေမြင်ရနိုင်မလဲဆိုတာကိုလည်းကျွန်တော်တို့ကဒီစွန်းစပြသနိုင်ခဲ့ပါတယ်ဆိုပြီးအမရင်ကပြောဆိုသွားခဲ့ပါတယ်။ဒီပွဲအဓိကဆက်လိုက်ဖြစ်ခဲ့တဲ့ဘရူနိုကတော့သူတို့အနေနဲ့ရှောင်းလန်းရမယ့်ခီးကအဝေးကြီးလို့တည်တယ်လို့ပွဲပြီးမှပြောဆိုသွားခဲ့ပါတယ်။ကျွန်တော်ရဲ့ပန်းနိုင်ကိုရောက်ဖို့အဝေးကြီးလို့ပါတည်တယ်။ဒါပေမဲ့ကျွန်တော်တို့သာပွဲတိုင်းကိုအောင်ဆိုင်ပြီးတော့မှန်ကန်တဲ့စိတ်ဓာတ်မျိုးသာရှိမယ်ဆိုရင်ပွဲတိုင်းကိုကျွန်တော်တို့အနာယူနိုင်ပါတယ်။ကျွန်တော်တို့သာရက်လက်ကောင်းနေရရှိမယ်ဆိုရင်တိုးတက်မှုကိုလည်းမြင်ရမှာပါ။ဒီအသင်းမှာရက်လက်တွေကအရန်အရေးကြီးပါတယ်ဆိုပြီးတော့ဘရူနိုကပြောဆိုသွားခဲ့တာဖြစ်ပါတယ်။